你女人真当点看，原来那匹马，三五路等金马驴，你看谁落啦？这千里丹呐，没让咱家米，没对咱家米，这地下来打少年。มันจะเชื่อสุดอะไปจ้องมาไม่เอาลูกซ้อมไม่ได้ลูกสมาบอแหกเขาไม่တော်သူတွေမဲ့အယူနဲ့ခံနေ แค่เขามาอันไม่ได้แหกโต๊ะตุดีอายุได้ค้างตลาดบลูนี่โซนนี่ดาวเลย အမေရမလိုက်တချင်းမရတာ ไม่ใช่มาโซนเลยညီလက်ထက်ကြမှာပဲမလေးစာသားတော့ပြောင်းသွားပါလားအဲ့ဒီစာသားတီးလို့တာသူတွေရဲ့အယူခံမှာကွယ်အဲ့လိုလေဘာနဲ့တောသူကအယူနဲ့ခါမှာလဲ မရဘူးမေရရတချင်းမဲ့ဆိုတော့မင်း အော်လုံးစမ်း ရော့စမောင်လေးစမောင်လေးအားရပါရစကောက်ရိုးစမျက်ချောက်စညံ့ညစမရှိမှာအားရှင် အမလေးနွားကိုသွားပြီးတော့ညီကမောင်လေးသွားခေါ်နေဟလာကောင်မဟမ်မောင်လေးစားသွားလို့နဲ့ဟိုနွားညီကိုတက်စားလိုက်လို့တုံငနဲ့ပြုတ်ကြသွားမယ်နော်အမလေးလုံနေတယ်အဲ့ဒီနွားနမရန်အောင်တုံငနဲ့လဲတယ်ရှင်းလား ဟုတ်ကဲ့ဟုတ်ကဲ့မေ ကောင်မကိုသွားပြီးတော့မောင်လေးစားသွားလုံနေ ဟာမိတဲ့ ဟမ်နွားကြီး လူကြီး ဩဟဲ့ငါလူကြီးဘယ်အောင်နွားကြီးလဲ အဲ့ဟုတ်တယ်ပဲလူကြီးတကြီးကတော့ နင်လာစမ်းနင်လာစမ်း ဟဲ့ကောင်မလူကြီးပါဘူးလာသား ဒီလူကြီးတယောက်လုံး ဟုတ်ကဲ့အားနာလိုက်တာနွားကြီးရဲ့ ဝမ်ဘဲဩ အော်လူကြီးရဲ့ကျမအရင်အနောက်တာပဲကျမနွားတင်းခုတ်ထဲမှာလေတကြီးစာကျွေးနေတကြီးကိုနွားထင်သွားတာ ဩနင်ပြောမှာပုံဆိုးနေတယ်နွားတင်းကုတ်ထဲမှာနွားစာကြီးနဲ့တကြီးကိုနွားထင်နေတာ ဟုတ်တယ်တကြီးရဲ့ဟုတ်တယ် ဟုတ်နေပါဦးနင်တို့ကငါမေးရရှိလို့ ဟုတ်ကဲ့ နင်တို့တာမီနီယာကိုမြို့တက်ပြီးတော့နတ်ရုပ်ထုတွေသွားဝယ်မယ်ဆို အမလေးဟဲ့မနေ့ကမှသားမီးနောက်ကနရုပ်ထုမျိုးပေါ်သွားဝယ်မယ်လို့တိုင်မလိုက်လိုက်ဘလို့ပြစ်ပြီးလက်ကြော်ရကြော်သိပါလဲမသိပါဘူးဟဲ့ ငါဒီရောမှာအုပ်ချုပ်နေတဲ့လူကြီးပဲငါဒီအရွာအကုန်သိပြီးသား ဟုတ်ပါပြီ ဟိုဒါနဲ့နင်တို့ငါပြောမယ်တို့မြို့တက်ပြီးတော့သွားမယ်ဆိုတော့ဟိုပြန်လာလို့ရှိရင်ငါပစ္စည်းလေးတစ်ခုလောက်ဝယ်ခဲ့ပေးစမ်းပါ ဘာပစ္စည်းလဲ အဖော် အဖေါ် မဟုတ်အဲ့လိုပြောတာမဟုတ်ဘူးလေဟိုငါသမီးရဲ့အပေါင်းပါတွေတုံးနေတယ်လေဟိုဗာလေဟို anytime amazing body lotion အဲ့လာလေးဝယ်ခိုင်းခြင်းလို့ အော် anytime amazing body lotion လား အေးဟုတ်တယ် အမလေးအဲ့ဒါကိုလေကျမတို့သားမိလည်းအမြဲသုံးတယ်ဝယ်လာခိုင်းမယ်စိတ်ချဟုတ်ပြီလား အိုးငါသမီးရဲ့လေအဲ့လာပူဇာနေလို့အေးအဲ့ဆိုအတော်ပဲရောအဲ့လာလေးဝယ်ခဲ့ပြီနော် အမလေးမလိုပါဘူးလူကြီးရဲ့ အမလေးပေးဘာကိစ္စကြောင့်ပတ်ဆံမလို့မလဲကောင်မလေးပါချလိုက်မယ်နော် तू ကညီးလင်လားငါလင်လားဟမ် तू ရတဲ့လက်ကညှို့ပါနဲ့ပြထောက်ပံ့ထားလို့လေအော်လို့မစုံမလေးဟဲ့ပတ်ဆံနဲ့ယူနာပေါ့တော့ तू လူကြီးမကလို့တကြီးနေခယူကိုမဆိုင်ဘူး အမေဘာပြောလဲအားလိုက်တာလူကြီးရဲ့ ဟိုရညီးမေပြောသွားတာ ဟုတ်တယ်မင်းအဲ့တိုင်းပဲ မလားပဲမလုံနာလေ နွားနဲ့စကားပြောနေလို့ ဩငါလူကြီးလေ လူကြီးနဲ့စကားပြောနေလို့ ဩဘလို့ဟာဒီလည်းမသိဘူးကွာဒီသားမီးနဲ့ကိုတွေ့နေလို့ချင်းငေါနွားဖြစ်နေတာတကယ်ပဲစစ်ဩရောင်ပြီးတော့ကွာနွားတင်းကုတ်တွေပါဝင်ကုန်ပြီ လုံးဝအငယ်ဆုံးမလို့ကြည့်တာမကြောက်တယ်မှာဆော့ပေါ်ဖက်ဘူးလားဟဲ့အကိုကြီးကငါပြောဘယ်ဟောပါလားငါပြောတယ်မကြည့်လို့ဘယ်ဟောမို့လဲဘယ်ဟောမို့လဲဟုတ်တယ်ဘယ်ဟောမို့လဲဘယ်ဟောမို့လဲ ဟေးအောင်နေ အာဟဲ့အကိုလေးဟုတ်တာပဲကိုကြီးကတော့ကိုကြီးငယ်တော့အကိုလေးဟာမင်းတို့ကွာမနက်ဖြန်အိမ်လာကပြည့်ပြီးပေးစရာမရှိလို့စိတ်ညစ်နေရတယ်ကြားတယ်ကွာ ပေးစရာမရှိရင်ဆင်းရမှာပဲ အဲ့တော့စကားကိုလွယ်လွယ်မပြောနဲ့စဉ်းသွားတော့ဟုတ်ပြီဘယ်စရက်သွားနေမှာလဲ ဟာအကိုဒီနေ့တိုင်းရဇရဲမှာသွားနေစရာလားဗျာထောင်ထောင်မင်းကပြောလိုက်ရင်ကြီးကြီးကျယ်ကျယ်နဲ့ပေးစရာမရှိပါဘူးဆိုမှပဲ ပြောလိုက်စကကြီးစကကျဲပဲစိတ်ညစ်ရကြတယ်မင်းတို့တမျိုးကွာအရေးကြောင်းဆိုအကိုကြီးကဘယ်သွားမှမသိမသိ ဒီမှာမင်းတို့အကိုကြီးဘဲမှမသွားဘူးအိမ်ထဲမှာရှိတယ်ဒီမင်းတို့ပြောတာတွေလည်းအားလုံးကြားတယ်ဒီမှာအိမ်လာကအတွက်ဘာမှမပူပါနဲ့အကိုကြီးမှာအကြံရှိပါတယ်ကွာ အခုမှအကြံရှိ อืม ဘလို့အကြံတော့ပြောစမ်း မင်းတို့သိကြလားသိရှိလာ အဖေတော့ မင်းတို့ကြည့်ပြီးငါလက်သွားတော့ ကိုကြီးอ่ะကိုလောက်ထားတဲ့ရုပ်တွေကိုလက်ရလား ဟိုပြင်းပြင်းသွားကြည့်လို့ငါတော့လက်နေဆိုရင်တို့ကပုံပြီးယုံပါပေါ့ကွာဟုတ်တယ်ဟဲ့တေချာလုံးနော်ပြင်းပြင်းလောက်ကြနော်အယုတ်အစ်စ်နဲ့တူအောင်နေကြလား စိတ်ချပါကိုကြီး မျိုးမျိုးမြဲမြဲရမှာ တည်တည်
ဟောဒါနဲ့ကိုကြီးကျွန်တော်တို့ကမာမီတက်ဝယ်သွားရင်သူ့အိမ်မှာအမြဲနေရမှာလားဒီပုံစံကြီးနဲ့ ။အော်အမြဲနေစရာမလိုပါဘူး။ဒီမှာတပတ်10လောက်နေမယ်။ပတ်စံအခြေရတော့ရွာနေခိုးပြီးထွက်ပြေးတာပေါ့ကွာ။ အဲ့ကြမစိုး ဒီနေ့မနေ့မမီတက်လာယူမှာနော်။အယုတ်တွေလိုနေကြတော့ပြေးပြေးမစင်နော် စိတ်ချစမ်းပါကိုကြီး ။အားကြီးလေးတွေပဲအားကိုးမှာ အာကိုလာ ကဲလာပါဟဲ့ညီရကသွားတော့စားမယ်ကဲကိုတဲ့တို့ရေရှေ့ရှိလာတာလေကိုတော်နေပြောင်းကြောင်းလာပါလား ။အော်ကျွန်တော်လည်းမနေ့တည်းကမျောနေတာပါဗျာ။ခင်ဗျားတို့ရန်ကုန်ထဲမှာမျက်စိလေးနေတဲ့နဲ့တူတယ် လဲတာပေါ့ရှင်တော့ရန်ကုန်မြို့ကြီးကိုဒုက္ခ ကိုတဲ့တို့ ။ညာ ဟိုကကျမတို့ဝယ်မယ်နေရုပ်ပြပါမှာလေ ကိုလေးအဲ့ဒါပြောတော့မယ်။ကျွန်တော်ကနိုင်ရုပ်ထုထုတာမပြပြဘူးဗျာ။အဲ့နဲ့ပဲဟိုမတူတဲ့အယုတ်၄ရုပ်ဆိုလို့၄ရုပ်လောက်ထားလိုက်တယ် နေရုပ် ။ဟုတ်တယ် အမှန်လည်းအဲ့ဒီရုပ်က ။ဒီပါလေး ဘာရုပ်ဒီလေကျမရှင်းမှားတာလေနက်ကတော့မှားတဲ့အတိုင်းကျမမှားတာလေကျမရေဒီယာခြေဖို့အတွက်ကျမစီးပွားရေးကောင်းမှုရအတွက်နက်ရုပ်ထု၄ရုပ်ကိုအိမ်မှာပြိမိထားထားမယ်ဆိုတာရှင်းကူကဘာရုပ်ဒီမှမသိတော့ကျမဘယ်လိုလုပ်ရမလဲ ကဲပါအမေရဲ့ဒါလည်းရုပ်ထုတွေပဲလေအမေကဘယ်ရုပ်ကိုအိမ်မှာခေါ်အမေရက်ရကြည့်တယ်လေအဲ့တော့ဒါလည်းအိမ်ခေါ်သွားလိုက်မယ်လေအမေ အဲ့ဒါကောင်းတယ်ဘယ်ရုပ်ဖြစ်ဖြစ်ဗျာအထက်ကရရကြည့်ဖို့ပဲ ဟုတ်တယ် ဒီစမ်းမခုဘအဆောင်သွားရုပ်ကဘာရုပ်လဲ အဲ့ဒါကမြန်မာချင်းအလားခတ်တဲ့အယုတ် ဟာလား အင်း ဟဲ့တမီးပြပြနေပြန်ဟုတ်တာပဲလက်ရတော့တကယ်မြောက်တယ်နော် ဆီလီကွန်နဲ့လောက်ထားတာလေ လား ကဲ ဟုတ်တယ်ဒါကဘာရုပ်လဲ အဲ့ဒါချာလီချပ်ပရီရုပ် ဒါချာလီချန်ပင် ဟုတ်တယ် ဟဲသူလိုက်ကြည့်စမ်းဟဲမိုက်တော့ဒါကြည့်တော့အရှင်နေ ကျော်ရမယ်တရားမကိုင်နဲ့ဆေးမချောက်သေးလို့အရင်မကိုင်ဟုတ်တယ်ဆေးမချောက်သေးလို့ ဒါဘာရုပ်လဲ ဒါတရုတ်တရင် တရုတ်တည်း ဟုတ်တယ် တရုတ်တည်းကျတော့ရှင်းရလဲမလှတာရေ ဘာဖြစ်လို့တော့ သွားခေါ်နေတယ်လေရုပ်တည်း အော်မဟုတ်ဘူးအဲ့ဒါအဆွဲထုတ်မရလို့ခေါ်လေးလောက်ထားတာ ဟုတ်လား ဟုတ်တယ် အော်အေးအရှင်နေနော် အရှင်နေပဲဆီလီကွန်နေပဲ ဒါရော အဲ့ဒါလေးကတော့ဘူမရုပ် ဟာဒါကြီးဘုံမယုံ ဘူမဘယ်နဲ့ဘုဒ္ဓမဟုတ်ဘူးဘူမ အော်ဘုံမယုံလား ဟုတ်တယ် ဟဲ့ကျမမြင်နေတဲ့ဘုံမယုံကလေလုံးဝဖွေးပြီးတော့နေကောက်ပဲယုံလို့လှတာလေ ဟုတ်ဒါဟိုမလေးရှားဘူမရုပ်ပုံစံမျိုးထုတ်တာ အော်ဟုတ်လား ဟုတ်တယ် မင်းသူ့ကျမဘေးထဲကြည့်လိုက်တာမလေးရှားစုံကြီးနေအောင်ပူနေလေကဲကိုတဲ့တို့အဲ့ဆိုရင်ကျမဒီရုပ်ထု၄ရုပ်လုံးမယ်ကျမဝယ်သွားလိုက်တော့မယ်နော်ချစ်ရလက်ကောက်နေဒီလေ မဟုတ်ပါဘူးတေချာကြည့်ပါဦးမမေတေချာကြည့်ပါဦး မဟုတ်လက်ရလို့ချင် မဟုတ်ပါဘူးမျက်လုံးနဲ့ဝါတာပြင်မယ်တေချာကြည့်ပါဦးမှတ်တယ် ဟုတ်ပါတယ်အမေရဲ့ ဟုတ်တာပဲကျမလန့်သွားတာပဲ ဟိုမျက်လုံးတွေပြာနေလို့ဖြစ်ရမနေဘူးတွေကလာတော့လေ ကဲအဲ့ဒါကိုတဲ့တို့ကျမဒီရုပ်တွေ၄ရုပ်လုံးဝယ်မယ်ဆိုတော့ကဲရှင်ကျမကိုဘယ်လောက်နဲ့ရောက်မှာလဲ ဟိုတရုတ်ကို25သိန်းပဲပေး၄ရုပ်ဆိုတော့သိန်း100အစိတ်သိန်း100ပဲပြီးလို့ ဟို၄ရုပ်ကိုဟိုသိန်းတရာ ဟုတ်တယ် ကဲဟုတ်ပြီအဲ့ဆိုရင်ကျမဒီရုပ်တွေကိုကျမဆက်လင်းနဲ့တည်သွားလိုက်မယ်နော် ဟိုရေလိုက်ရတယ်မလား ဟုတ်တယ်လေ ကောင်းတယ် ကျမလူရတဲ့ဆက်လီကိုလိုက်မှာပေါ့ ဒါပေါ့ သူတို့ကြောင့်ရောက်ကနေကျိုးနေဆိုတာ ခါရပေါ့ဘူးသေးဘူးဟာမဟုတ်ဘူးမဟုတ်အဲ့ဒါကျတော့ဟိုကြုံပြီးသေးသွားမှာပေါ့လို့အဲ့လိုကြာ ကဲဟုတ်ပြီအဲ့ဆိုဒီရုပ်ထုတွေအကုန်လုံးကိုကျမတို့ရောက်တယ်မယ်အဲ့တော့ရှင်မရွာတိလိုက်ခဲ့ပြီဟိုကျမ7သိန်းစင်ရချမယ်ကျန်တဲ့ပတ်စံ390ကိုကျမကရောက်မှပေးမယ်လေ အော်ပတ်စက်ပါမလားဘော ဘယ်လိုလုပ်ပြပါမလဲတော့လည်းတော့ ယူလာရဲကိုလေရန်ကုန်မြို့ယူ အိုးအေးဘောဘောစိတ်မချဘူးလေအဲ့ဒါကျွန်တော်ရွာလိုက်ခဲ့ရ တက်လိုက်ခဲ့ပြီကဲ ပြီးရော အမေတို့ဟုတ်ပါအရင်ဆုံးတယ်မလားကဲကြပါ အော်ပြပြ ကြကမင်းမ တော့ဝင်လာညာနေပြီတော့ မင်းသမီးရဲ့ရုပ်ထုတွေကလေတကယ်ကိုမှသူတို့နိုင်ငံခြားအရုပ်တွေနဲ့တထည့်ရတယ်ပဲ ဟုတ်ပါမေအမေထိုးစရာတော့တော့ရနော် ဟုတ်တယ်အခုစရာတော်ချက်ကတော့လေထုလာတဲ့အရုပ်တွေကအသက်တွေဝင်လူတိုင်းမဲ့တော့ ဟုတ်ပါမေသူတွေကြတယ်ရုပ်တရားနော် ဒါနဲ့လေသမီးအမေတို့အဲ့ဒီအရုပ်တွေကိုရောက်တာနဲ့တေချာထင်းသိမ်းရမယ်နော် ဟုတ်တယ်မေထိန်းသိမ်းရမယ်အမေဒီပါဒီသမီးတို့ချီးမွမ်းကျင်းတည်တယ်မေ ဟုတ်ပါဟုတ်ပါကဲကားဆယ်ရှင်းနေကြလို့ရှိရင်ကျမတို့သမင်းဆိုင်ဈေးတစ်ခုမှနားရအောင်နော်ဟုတ်ကဲ့ဟုတ်ကဲ့နားပါလား ဟုတ်ကဲ့ရှင်ဒီမှာနားမယ်ရှင်ကဲလာစိမ့်ရနော် လာခဲ့မယ် လာကကြလာပဲဦး
စိတ်ညစ်ပါကွာငါတို့တုတ်ထားတဲ့ကြိုးလေကြည့်ပါကွာလှုပ်တော့မရအောင်လက်လည်းလှုပ်တော့မရအောင် ဟုတ်ပါငါတို့အယုတ်စစ်တွေများထင်နေလားမသိဘူးကွာ ကောက်ကွာအော်တရားအရာပူတယ်ကွာချွေးလည်းပြန်နေပြီလူကရားတာကုန်လို့လည်းမရအောင်စိတ်ညစ်တယ်ကွာဟိုမကြည့်ကွာသူတို့ကြတော့ကြည့်အေးစစ်စစ်ရတဲ့သွားနေနေတယ်ကွာအကိုကြီးကငါတို့အယုတ်စစ်ပြန်မှတ်နေလားမသိဘူးကွာလူဆိုတည့်ရသားနဲ့ အမလေးနင်တို့မျိုးတစ်ခေါက်လာတာမလွယ်ပါလားဟဲ့ငါမနေရလဲပူပိုက်တွေကလည်းစားမလွယ်ဟဲ့ မမီသက်တို့ရွာအခုထိမရောက်သေးဘူးလား နောက်ထပ်300ကျော်ပြီးတော့900များစုရောက်ပြီ ဟာဟိုရှေ့ရွာကြီးတော့ဖျက်ရမှာ အရှိရတော့ဖျက်မှာပေါ့ဟဲ့ဒုက္ခမနင်တို့မျိုးနဲ့ရွာနေရဝေးတယ်လေမောရတဲ့ကြားတဲ့နေရာတမောက် ဒုက္ခပဲဗျာဟိုကျွန်တော်အယုတ်တွေတော့ဗိုက်စာနေရောပေါ့ ဟဲ့ ဟိုအယုတ်တွေနေဘူးဟောပေါ့လို့ပြင်းနေလေ အယုတ်တွေပဲကိစ္စမရှိပါဘူးနေဘူးလေဘာမှမဖြစ်ဘူးဟဲ့အဲ့ဒါတကြီးမှလာတဲ့ anytime amazing boy လို့ရှင်းနေမလား ဘာဟုတ်ဘူးမေရဲ့တကြီးမှလိုက်တဲ့ Anytime Amazing Body Lotion ကကားပေါ်မှာဒါကတမီးလိမ့်မှုဝယ်လာတဲ့ Anytime Amazing Body Lotion ဘူးလေ ဟောမသိပါဘူးတကြီးမှလိုက်တယ်ဆိုလို့ရှိရင်သူများကသွားမလိမ့်နဲ့လို့တော့ပုံပြတ်သွားမှာဆိုလို့ ဟိုတော့လူတွေလည်းဒါတွေတုံးတာပဲလား ပါချတယ် အမလေး တော့သူလည်း amazing body lotion တုံးတာပေါ့ဘာဖြစ်လို့လဲတော့သူနူနေလို့လား မဟုတ်ပါဘူး နင်တို့ကြောင်ကြတာမျိုးကသူပဲတော့မလို့ပြောလို့ မပြောပါဟိုခင်မိကြလို့မေးကြည့်တာ ခင်မိတာပေါ့ဟဲ့ ရှင် သူကြည့်ရတဲ့ anytime amazing body lotion ကိုတုံးမှုမဲ့ပုံမပေါ့ဘူးပြောပြလိုက်ပါအောင်ကောင်းကျိုးတွေ မလေးရှင်မသုံးဘူးကျွန်မပြောပြမယ် Anytime Amazing Body Lotion မှာက site က2မျိုးရှိတယ်80 gram နဲ့900 ml ဆိုပြီးသူက site ကို2မျိုးထုတ်ထားတယ်နောက်ပြီးတော့သူကပုံစံလည်း2မျိုးထုတ်ထားသေးတယ်ပထမတစ်မျိုးက Anytime Amazing Aloe Vera Body Lotion နဲ့ Anytime Amazing Fruit Body Lotion ဆိုပြီးသူကပုံစံ2မျိုးထုတ်ထားတာလေနော်ဒါလေးကကြတော့ Anytime Amazing Aloe Vera Body Lotion သူ့ကိုသုံးမယ်ဆိုလို့ရှိရင်အသားရည်ကိုဝင်းလက်တောက်ပစေတယ်စိတ်ကိုကြည်လင်လန်းဆန်းစေတယ်နောက်ပြီးတော့အသားရည်6တွေ့ခြင်းကိုလည်းကာကွယ်ပေးတယ်ရှင်နောက်ပြီးတော့ဆွစ်ဇာလန်နိုင်ငံမှာဗိုက်တာမင် E ပါဝင်မှုကြောင့်အသားရည်အတွက်လိုအပ်တဲ့ဓာတ်တွေကိုဖြည့်ဆည်းပေးတယ်ရှင် ကြားတယ်နော် ဒါလေးကကြတော့ Anytime Amazing Fruit Body Lotion သူ့ကိုသုံးမယ်ဆိုလို့ရှိရင်အသားရည်ကိုဝင်းလက်တောက်ပစေတယ်နောက်ပြီးတော့အသားရည်6တွေ့ခြင်းနဲ့အသားရည်မိုး6တာတွေကိုကာကွယ်ပေးတယ်ရှင် ဟုတ်လား နောက်ပြီးတော့ဆွစ်ဇာလန်နိုင်ငံမှာဗိုက်တာမင် E နဲ့အသီးပေါင်းစုံတို့ပေါင်းဆက်ထုတ်လုပ်ထားတာကြောင့်အသားရည်အတွက်လိုအပ်တဲ့ဓာတ်တွေကိုဖြည့်ဆည်းပေးတယ်ရှင် ဟုတ်တယ်တော့ရိုးရိုးမဟုတ်ဘူးနော်တော့ဆွတ်ဆက်လန်နေနိုင်ငံနေပြီးတော့မှ ဆွတ်လန်နိုင်ငံဘယ်ဆွတ်လန်တာမဟုတ်ဘူးလေ ဟုတ်တယ်ဆွတ်ဆက်လန်နိုင်ငံနေတစ်တီပေါင်းစုံပေါင်းဆက်ပြုလုပ်ထားတာကြောင့်အသားရည်အတွက်လိုအပ်လို့အသုံးပြုလို့ရတယ်လေ ဟုတ်တယ် ပြီးတော့ဒီ anytime amazing body lotion ကိုနေ့စဉ်ပုံမှန်လိမ့်ပေးခြင်းအပြင်အသားရည်ကိုဖြူမဲ့ဆိုမဲ့ဖွေးလာစေမယ်လေ ကျွန်တော်လည်းတုံးကြည့်မယ်ဗျာအဲ့ဒါဆိုနော် ဒီဘဝဲသုံးလိုက်ပေါ့ အော် ဟဲ့နေသုံးလို့မရဘူးလေဒါငါတို့ဝယ်လာတယ် ဟုတ်ကဲ့ ကဲရသမီးလေးနေပိုက်စားပြီးတော့စား ကျွန်တော်တက်ကော ရှင်းတော့ပေါ့ဟဲ့နေရဝယ်လာဘူးလားငါတို့စားလို့မျိုးကဝယ်လာတယ်ဒုက္ခပဲ တော်တော်အဲ့ကိုကြည်ထားတယ်နော် ဒီတေးပေါက်ချင်ဩဟေ့အငဲကောင်တေးပေါက်လို့မရဘူးလေကွာမတွေ့ဘူးလားဒီမှာငါတို့ချီထားတာတွေကိုနောက်ပြီးအယုတ်လို့ပြောထားတာမိသွားမှာပေါ့ဟာဟုတ်ကဲ့ဟုတ်ကဲ့တေးပေါက်ချင်လဲပေါက်ချလိုက်မှာပေါက်ချလို့ရမလားဗျဒီပေါ်မှာအကုန်လုံးအော်လိုက်ကွာ ဝိုက်စားတယ် ဘယ်နဲ့တန် ပိုက်စားတယ်ဘယ်ရအော်လားနေအော်လား အဲ့မဟုတ်ပါဘူးနွားကြောင်သားတွေနေမှာပေါ့ခဏဒီနားမှာနွားကြောင်သားတွေတွေ့ပြီလေ အော်ဟုတ်တယ် လေပူနေပြီလို့ နေပူတယ်တဲ့ ဟဲ့ ရှင် နေပူတယ်တဲ့ဘယ်သူအော်လားလဲ နွားတွေနေမှာပေါ့နွားတွေနေဘူးလို့អော်တယ်လေအဲ့မဟုတ်နွားကြောင်သားတွေလည်းနေဘူးလို့អော်တာနေမှာပေါ့ သွားမယ်ဟေး ထွက်တော့မှာဟာဟဲ့ကားမတော့သေးဘူးလားအဲ့ဒါကားပေါ်အော်လားမလားဟမ်ဟုတ်လား မဟုတ်တော့ဘူးကားပေါ်အရာမဟုတ်ဘူးဟိုဟာဒီဇဲကနာဘာဝဝိနာဘာဝနေမရှိလားမသိဘူး အောင်မလမ်းပေးစရာဆိုတော့ဟိုလေငါစားတာလည်းစက်သားနေတော့ပုံနာဟဲ့ကားစရာသွားမယ်ကားစရာလည်းရေးတော့ပြေးတော့ပေါ့ပြီလေ တဲ့ပြအောင်လား ဟမ်တော်ပြီသွားမယ် အယုတ်လို့ပြန်နေကွာလာနေပြီ ကိုကြီးမြောက်သေးဘူး
လားဗျာရွာခင်ဗျာ ငါလေးရောက်ဘူးလားမဟုတ်တော့ကွာမင်းကလေ ကိုကြီးကြံဆုံးရတော်ဆိုးတယ်ဗျာဒီတော့ကျွန်တော်လုံးလို့မရဘူးဗျာ လူဘုံကြီးနဲ့ရောက်ပြီလား သေးတွေကလည်းအသားတွေစားလာမနာရဲကိုကြီး တော့မင်းစီးပြေးလားမင်း တောင်းဝတ်တာလည်းနာလိုက်တာဗျာ ဘလုံးဝစီးပြေးဘူးဗျာ အော်ဒီမှာကိုလုံးလေးချွတ်တိုင်းလို့လည်းပြောလေဒီမှာသုံးပြပတ်ထားတာဗျာကျွန်တော်လည်းနာတယ် အေးပါကွာ မလေးပါတယ်ကဲကောင်မလေးရောကောင်လေးအဲ့ဒီရုပ်ထုတွေကိုချပြအောင်နော်ရောက်ပြီရောက်ပြီကဲလာဟုတ်ကဲ့ကဲလာဘဘူးဆရာလာဒီလိုခင်းဆိုင်ကြပါနော် ကိုငမဒီရုပ်တွေကျွန်တော်တို့ရွာဘာလို့တည်လာကြရလဲ ဟာဟေ့မင်းရွာမှာတေးထားတဲ့ရုပ်ငါဘလို့နားလဲမလဲကွာဘလို့သိမလဲမင်းကလေ ဩခမရနဲဆုံးတော့တိတ်မလောက်မေးကြည့်ရဘူးလား တခုတော့ရှိတယ်တေးကြတာကတော့အဲ့ဒီအယုတ်တွေကတန်ဖိုးကတော့မနှဲတော့ဘူးကွာအဲ့ဒီအယုတ်တွေရဲ့တန်ဖိုးဘယ်လောက်ရှိလဲဆိုတာတေးကြအောင်မဟုတ်ဘူးစုံစမ်းရမယ်ဟဲ့ နင်တို့သိပြီးကြပြီလား ဘာလဲဟာ ဘာတိရမှာလဲ ဩဟိုတနေ့ကမာမီတက်တို့မျိုးပေါ်ကနေအရုပ်တွေတည်လာကြတာကိုပြောတာ ဩဘာများလဲလို့သိတာပေါ့ဟာမနေ့ကသူတို့အယုတ်တယ်လာတဲ့ကလေရွာလက်ဝင်မရလို့ငါတော့သွားကူပေးလိုက်သေးတယ် ဒါနဲ့မမီတက်ကအဲ့ဒီရုပ်တွေကိုဘာလုပ်တာလဲယင် ဩအဲ့ဒါတော့ငါလည်းဘယ်သိမလဲဟဲ့ငါသူ့သမီးမှမဟုတ်တာ အေးဒါနဲ့ငါကြားတာလေအဲ့ရုပ်တရုပ်တန်ကိုသိစိတ်လောက်ရှိရပြောတယ်ဟာ သိန်း30အစိတ်ဘယ်ကမလဲအဲ့ဒီအယုတ်တွေကဆီလီကွန်အစ်စ်နဲ့လုပ်တာဆိုတော့တရုတ်ကိုသိန်း40လောက်ရှိတယ် ထိုင်ပါဦးယင်ကြီးရအဲ့ဒီရုပ်တရုပ်က340တောင်ရှိလား ဟုတ်တယ်အဲ့ဒီအယုတ်တွေကဆီလီကွန်အစ်စ်နဲ့လုပ်ထားတာလေ ဒီရုပ်ကိုသိန်း40တော့ကွာဒီရုပ်ကိုသိန်း40ဆိုလေရုပ်ဆိုရှိဘယ်လောက်ရလဲသူတိလို့တန်းတရုပ်ကိုသိန်း40ဆိုလေရုပ်ဆိုသိန်း160လောက်ရပါဒါလေးတော့ ဟဲ့ဒါနဲ့မမီတက်တို့ကအဲ့ရုပ်တွေကိုဘာလုပ်ဖို့လဲငါကြားတာလေသူတို့အဲ့ရုပ်တွေကိုလေလံပစ်ပြီးရောင်းမယ်ဆိုတာပဲဟဲ့လေလံပစ်ပြီးရောင်းမယ်ဆိုတော့မမီတက်တို့ကအဲ့တန်မိုးရှိတဲ့ရုပ်တွေကိုဘာမှထားရလဲ အဲ့ဒီအယုတ်တွေကိုဘယ်မှာထားလဲဆိုတော့ ကဲအားရပါရတာစားတော့ကိုတဲ့တို့ရေတော်လဲရွာရောက်တော့ကြာပြီပဲနော်ကဲရော့ထဲစားတော်ထမင်းတော်ဟင်မရော့ဒါလေးကကျုပ်ဦးတော်လေးကျမသမီးကိုယ်တိုင်တော်လာတာကိုစီကကဲရော့ ဇိုးလေးနဲ့ခတ်ပါဗျာ လက်နဲ့နိုင်တော့ဘာဖြစ်လို့လဲကျမကတတ်ပါတယ်မလွေးဟဲ့တော့ရွံ့လာလား မယုံပါဘူးမယုံပါဘူး တောက်ကြီးတောက်ကျင်နေတော့ခါ မယုံပါဘူး ထက်ပြလိုက်မယ်ငါပြီ ရတယ်ထက်ဒါနဲ့မမီတဲ့ ရော့ ကျွန်တော်ကြံငွေလေးကိုဘယ်တော့ရှင်းပေးမလဲမသိဘူး မလေးဟဲ့တော်လဲပြောတာလက်ပေါက်ကပ်ပါလားရှင်းကျမပြောပြီးပြီလေတရလောက်တော့နေပါအောင်လို့ရှင်းမသွားခင်မှာလေဒီရုပ်တွေတစ်ချက်ကြည့်သွားအောင်ကြိုးတာတို့ပဲ့တာတို့ဖြစ်မှာဆိုလို့အခုပြင်ကျမရှင်းမျိုးဒီလိုက်ခွာမှာလားနားမလဲဒါလေးဒီတလားလေးနေရမယ်ကိစ္စ တလာတယ်ဟေး ရှင်းမပြောတယ် အော်ဟိုကိုတတိပေးတာငါတလားနေရမှာပါလားလို့ အော်ပေးတာကျမမသိပါဘူးဘာမှပြတာလဲ အမေသမီးတို့ရေရအောင်လို့ပြောရမယ်နော်ဘာဖြစ်လို့လဲဆိုတော့အယုတ်တွေတင်းကိုစောက်လာတဲ့နေကြတဲ့ဟွာလေအမေမှလေယာကိုင်းကျုံးနေရလဲအစင်ပြေအဲ့ဒါရေရအောင်တာဗောအမေရဲ့ ဒါဘောသမီးရဲ့အဲ့နဲ့ကတော့တိတ်မှန်တာသိလားကျမတို့လေဘယ်ရုပ်ထုဆောင်ဆောင်အဆင်ပြေမယ်လို့ပြောဟောဒီရုပ်ထုလေးဆောင်တော့အခုအဆင်ပြေပါနေအောင်ကျွေးမယ်ဘာဖြစ်နေလဲ
ပြောလဲ အော်ခွေခုနကျွန်တော်တက်လာတော့အစားလို့နဲ့တူတယ်ကျွန်တော်ကတ်နေလို့ခွေကိုကျွေးမယ် အော်ခွေးကိုပြောတာလားအော်ခွေးကခွေးချစ်တယ်နဲ့တူတယ် ကျွန်တော် ဘာလို့ခွေးကို ခွေးချစ်တယ်နဲ့တူ အော် တ ခွေး ယ် ချစ်တယ် ကို နဲ့ ရ တူတယ်โอเค အဲ့ခွေးလေးပဲချစ်နေရ ဆက်တာ ဟုတ်ကဲ့စားမယ်ဘာဖြစ်နေတာလဲ ငါပြလို့လေကျမတို့က ခွေစားမယ်လို့ပြင်ကျွေးမှာမလို့ ကျမကျွေးလိုက်ပါမယ်ကျမရခွေးရကျမကျွေးနေကြပါမယ်တော့လည်းတအားကိုချစ်တာတော့ ဟုတ်တယ် ဘလို့ပြသွားလဲဘလို့ပြသွားလဲ ဟုတ်ပါဘူးတေချာကြည့်ပါဦးတေချာကြည့်ပါဦးမမီတက်ကလည်းတေချာကြည့်မျိုးလုံးတွေဝါနေတယ်နဲ့ ဟုတ်တယ် မျိုးလုံးတွေဝါနေတာ ဟိုအဲ့ဒီဒီကပန်းပြတ်နေတော့လေ မျိုးလုံးတွေဝါနေ ဟုတ်ကဲ့ဟုတ်ကဲ့ အိမ်တွေကိုမဲ့တယ် အင်းဒီမဲတယ်ဆိုတာဘယ်လိုပြောလဲမသိဘူး အော်မမီတက်တော့ပြောတာမဟုတ်ပါဘူးခွေဘိုက်စားပြီးအိမ်တွေတော့မဲ့တယ် အတလုံးဒီခွေးတဲ့ပြောနေမှာလားကျမတက်တာလာစမ်းပါမင်းအရင်လေးရုပ်လုံးမနေပါနဲ့ကွာဘယ်သူမှလည်းမရှိပါဘူးဟဲ့မင်းဘိုက်မထားဘူးလေဘိုက်စားတယ်ဘိုက်ထားနော်ဟဲ့မတွေ့လားလက်ဖေးဆိုင်တွေ့လားအဲ့လက်ဖေးဆိုင်မှာငါတို့ဘာရလဲဝင်မှွေကြမယ်သားပါလား လေအရှုပ်ပုံစံနဲ့တော့သွားလေကွာမင်းတော့တခြားလူတွေမြင်အရှုပ်ပဲသိအောင်တော့လောက်တော့ ပြီးတော့ပါကဲတော့ဟေးလေးကွာ โอเคရပါမယ်ရှင် ဘယ်လိုလဲစားမယ်လေကြားတယ်ရှင်းပြမို့ကုန်ချ တကယ်လားကြားတယ် ဟော ရပါပြီရှင်ရပါပြီမလေး ဘိုက်စားနေတာတော့ပဲ ရပါပြီရှင် လက်ဖေးရပြီလေ မဘာဖြစ်လို့လဲအမဆိုင်မခုနကတော့လေတရုတ်တရေတွေရောကော်ပဲရုပ်တွေရောအကုန်လုံးရောက်နေလို့ဘယ်တရေမှမတွေ့ပါဘူးမရဲ့ကျမအမအော်တယ်ကြားလို့လာခဲ့တာဒါဆိုအမအိမ်မက်မက်နေတာဖြစ်မယ်ကဲအမအိမ်မက်ကိုအတားထားအခုကျမအတွက်ပါဆယ်ထုတ်ပေးဘာပါဆယ်ယူမလဲချိုစိတ်အေးခဏလေးစောင့်နော်အမလီငါလန့်တာအေးရင်မြန်လေးလောက်ပေးနော်အေး ပတ်စံယူပြီးနည်းနည်းပြန်လဲပြန်ဒါမှမဟုတ်သူတို့ပြောတယ်လို့ကျွန်တော်တို့ထိုင်းပို့လိုက်တော့ကျွန်တော်ဒီရွာထံမခံနိုင်တော့ဘူးရ ဟုတ်တယ်ကိုကြီးဒီမှာပြောကျွန်တော်ရေလည်းမချိုးအောင်ရထမင်းလည်းကောင်းကောင်းမစားအခုဆိုရေမချိုးတာတော့မကြော်ဘူးရ အဲ့ဒါထားတော့အကိုရဲ့ကြီးပါတော့ကောင်းမပါဘူးဗျာလူလင်းမှာပါတယ်ခိုးကြောင်ခိုးရတယ်ပါတာဗျာ ကြော်ပြပြန်မယ်ကိုကြီး နေကြပါကွာမင်းတို့ကလေဟိုမင်းတို့သိခံတပတ်ပေါ့ဟုတ်တယ်အဲ့တပတ်အတွင်းမှာမမီတက်ကငွေအကြီးချင်းပါတဲ့ ဟုတ်နိုင် တ တော့ ပည့်ကြီးအောင်ဆောင်းအောင်ပါ ဟိုသိခံလေးပေါ့ကွာအောင့်အေးပြီးတော့ ဟဲ့ကိုတက်တို့ပဲသွားတော့သမင်းစားမယ်လေ အာဒီထဲမှာလာပြီ ဘာလုပ်ရလဲအဲ့တော့ကဲ ရုပ်တရားတော့ဒီထဲမှာဆိုလုံးဝတေချာပါပြီကွာဟာအဲ့ဒါကိုကဘာဆက်လုပ်မှာလဲ အာမင်းတို့ကလည်းကွာမင်းတို့လည်းကောင်ငါပြောထားပြီးသားလေဒီအယုတ်တွေကိုခိုးပြီးလို့ရှိရင်ထိုင်းနေစမ်းမှာရောင်းစားမယ်လို့ ခေါ်တာဟုတ်တယ်ကိုမဲကျွန်တော်တို့ကနေစောက်ဘယ်လိုပို့မှာ မင်းဘလို့တယ်မလဲသိချင်နေတာမလားဟေ့အောင်ဒါစီလီကိုရုပ်တွေလေကွာချိုးချဲနင်းနေပြီးတော့ကိုမရတိတ်တိတ်ပြီးထည့်ပြီးသေသွားမှာပေါ့ကွာမင်းတို့ပြောနေကြတယ်ပဲလူတိကုန်လို့မရထဲအရင်အပြင်ထုတ်မလားဟဲ့ဘယ်ရုပ်ကိုစားတယ် စိတ်တရုပ်နဲ့ပဲ ဒီရုပ်ကိုမှာကွာဟုတ်လားရုပ်ဘက်ကကွာ 哦，懂他心呀，咱们。 ဟ
ဘာလို့ခုတဲနေတာအယောက်ကဘယ်နှရုပ်တော့ဘယ်နှရုပ်6ရုပ်လောက်ရှိပြီဘာလို့တဲမှာဘယ်နှရုပ်လဲလို့4ရုပ်လေအခုငါတို့တဲနေတာ10ခါလောက်ရှိနေပြီကွာ6ရုပ်လုံးဖြစ်နေမင်းကလေအရုပ်တွေက4တော့တဲရတာများတယ်ထင်ရကြာပါဗျာမင်းတဲအောင်များဖဲတော့ကွာမင်းခမကရုပ်ပြီးပါရောက်တော့မလို့ ကဲကိုတဲ့တို့ရေအယုတ်ဘူးကြံတဲ့ပတ်စံလေးကဲရော့ ဟုတ်ကဲ့ဆရာ ကိုထဲမှာ80ရှိရနော် ဟုတ်တယ်ကျန်တဲ့သက်ဆိုင်လဲကဲနောက်လဲဆက်ဆံကြတာမမီးသားခမောက်ဝယ်ထားတဲ့အယုတ်တွေအယုတ်စစ်ဖို့